မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ JN Knowledge Channel မှကြိုဆိုပါရစေကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လုပ်ဖို့မမေ့ကြနဲ့နော်ခုပြောပြပေးမယ့်အကြောင်းအရာကတော့ CV Form တစ်ခုကိုမှန်ကန်စွာရေးဆွဲခြင်းကသင်ရဲ့အလုပ်လျှောက်လွှာကိုဘယ်လောက်ထိအောင်မြင်စေနိုင်လဲဆိုတာသိပါသလားဒီဗီဒီယိုမှာ CV Form ကိုအကောင်းဆုံးရေးဆွဲနည်းတွေနဲ့အလုပ်ရဖို့အတွက်အထောက်အကူဖြစ်စေမယ့်အချက်လက်တွေကိုလေ့လာနိုင်မှာပါ Let's go CV Form တစ်ခုကသင်ရဲ့ Professional ဘဝရဲ့မျက်နှာစာပါဒါကသင်ရဲ့အတွေ့အကြုံကျွမ်းကျင်မှုနဲ့စွမ်းရည်တွေကိုပြသဖို့ပထမဆုံးခွင့်ရေးပါဒါကြောင့်သင်ရဲ့ CV Form ကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ဖို့အရေးကြီးပါတယ်ရှင်းလင်းပြီးစနစ်တကျဖွဲ့စည်းထားပါသင်ရဲ့အောင်မြင်မှုတွေကိုကိန်းဂဏန်းတွေနဲ့ပြသပါသင်လျော်တဲ့ keyword တွေကိုထည့်သွင်းပါအတူကျုံပြီးစာဖတ်သူကိုစိတ်ဝင်စားစေမယ့်စာကြောင်းတွေနဲ့ရေးပါ CV Form ကောင်းတစ်ခုကသင်ရဲ့အနာဂတ်ကိုပြောင်းလဲနိုင်ပါတယ်အလောက်ကင်ခွင့်လန်းတွေကိုရှာဖွေဖို့ဒီဗီဒီယိုကိုမျှဝေပြီးလုပ်ဖော်ကင်ဖက်တွေကိုလည်းပြောပြလိုက်ပါဒီနေ့ရဲ့သင်ရဲ့ CV Form ကိုအတိတ်လုပ်ပြီးသင်ရဲ့အနာဂတ်ကိုစတင်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်